ပြောရင်တော့ပြစ်ချခံရတာလားပြက်ကြတာလားရာသီဥတုနဲ့သူကသူဟိုအခြေအနေဟောကြောင့်ဖြစ်တာလားဆိုတော့မေးကုန်ပါနော်အဲ့ဒါကိုကျွန်တော်တို့ကပြန်ဖြေရမယ်ပြစ်ချတယ်ဆိုတော့လည်းဘာနဲ့ပြစ်တာလဲပေါ့ပြစ်ချတယ်ဆိုရင်ပြစ်တဲ့လက်နက်အမျိုးအစားပေါ်ပေါက်ဖို့လိုတယ်ဖော်ပြနိုင်ဖို့လိုတယ်ပြစ်ချတယ်ဆိုရင်ကျွန်တော်သိတာတော့ပုံဝင်လည်းပြောရင်တော့ကျွန်တော်သိတာတော့လေရင်3စီးတော့မသိဘူးကျွန်တော်သိတာ2စီး2စီးဆိုရင်2စီးဖြစ်တာလဲဆိုတော့1စီးဆိုရင်အဲ့ဒီစီးကလည်းပြစ်ခတ်ခံရလားဆိုတော့ကျွန်တော်သိတာပြစ်ချခံရတော့မဟုတ်ဘူးလို့ချမ်းမြင်သိရတယ်အဲကြောင့်ခုနရဟန်းရင်ကပြစ်လို့ဆိုတာတော့ပြင်းအုံးလို့ထိပြီးတော့ဝုန်းဆိုကွဲသွားတာမဖြစ်ဖြစ်ရုပ်ရှင်ကားတွေမျိုးမဟုတ်ဘူးနောက်ဘာနဲ့ပြစ်တာလဲပေါ့နော်ပြစ်တာဘာနဲ့ပြစ်တာလဲဆိုမိကောနော်ဘူးတော့ကျွန်တော်ပြစ်လိုက်တာလို့တော့ပြောတယ်ဘာလဲ6လုံးပြည့်နဲ့ပြစ်တာလားမြားနဲ့ပြစ်တာလားတောက်ဘာလဲဟိုမန်းပတ်နဲ့ပြစ်တာလားဘာနဲ့ပြစ်တာလဲဆိုတော့သူမရှင်းပြနိုင်ဘူးကျွန်တော်ပြစ်လိုက်တယ်ပြောတယ်ရဟန်းရင်စီကိုလှမ်းပြစ်ဖို့အတွက်ကိုရဟန်းရင်သူတို့နဲ့တော်တော်နီးမှရမယ်တော်တော်နီးမှရမယ်တော်တော်နီးဖို့ကြတော့ဖြစ်နိုင်လားပေါ့မိကောဆိုတော့ကျွန်တော်သိတာကတော့ရဟန်းရင်ကတစည်းကတော့ပြက်ကြသွားတယ်လို့ကြားတယ်ပြက်ကြသွားတယ်ပြက်ကြသွားတယ်ဆိုတော့ပြောမယ်ပြက်ခံရတယ်ဆိုတဲ့စကားလုံးကိုကျွန်တော်မယူဆဘူးအဲ့တော့ပြက်ကြသွားတယ်လို့ကျွန်တော်သိရတယ်တစည်းပြက်ကြသွားတယ်ဖွင့်လာတွေ့ပြီကဲရောဘာဖနာကလေးမင်းလူသားစားပြီမင်းလူသားစား